ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အီရန်နျူကလီးယားသဘောတူညီချက်ကို တနင်္လာနေ့က အတည်ပြုပေးလိုက်ပြီဖြစ်တဲ့အတွက် အီရန်အပေါ်ချထားတဲ့ ပြင်းထန်တဲ့စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ လမ်းပွင့်သွားပြီဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် အီရန်ဘက်ကနေ နျူကလီးယားအစီအစဉ်တွေကို လျှော့ချကန့်သတ်မှုတွေ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်နိုင်ငံအပြင် ဂျာမနီပါပြီး အီရန်နဲ့ ပြီးခဲ့တဲ့အပတ်က ညှိနှိုင်းရရှိခဲ့တဲ့ သဘောတူညီမှုကို လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံး ၁၅ နိုင်ငံစလုံးက ကန့်ကွက်မဲမရှိ ထောက်ခံခဲ့ကြတာပါ။ ဒီကုလသမဂ္ဂဆုံးဖြတ်ချက်ထဲမှာ အီရန်အနေနဲ့ အခုလိုသဘောတူခဲ့တာကို တကယ်လက်တွေ့လိုက်နာလုပ်ဆောင်မယ်ဆိုရင် ၂၀၀၆ ခုနှစ်ထဲကချထားတဲ့ ပိတ်ဆို့မှုပေါင်း ၇ ချက်ကို တဖြည်းဖြည်းချင်း အဆုံးသတ်ပေးဖို့ တောင်းဆိုထားပါတယ်။ အခုလိုပိတ်ဆို့ခဲ့မှုရဲ့ ရည်ရွယ်ချက်ကတော့ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက ယူဆထားတဲ့ အီရန်ရဲ့ နျူကလီးယားလက်နက်ထုတ်ဖို့ကြိုးပမ်းမှုတွေကို မလွဲမသွေရပ်ဆိုင်းပေးဖို့ ဖိအားပေးနိုင်ရေးဖြစ်ပါတယ်။ ဒါပေမယ့် အီရန်ဘက်ကတော့ သူတို့ရဲ့ နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ကိစ္စတွေအတွက်သာဖြစ်တယ်လို့ တောက်လျှောက်ပြောလာခဲ့ပါတယ်။ အီရန်အနေနဲ့က ပေးထားတဲ့ကတိတွေကို တကယ်လိုက်နာမနာ စောင့်ကြည့်ဖို့နဲ့ အတည်ပြုပေးနိုင်ဖို့ IAEA ခေါ် နိုင်ငံတကာနျူကလီးယားစွမ်းအင်အေဂျင်စီကို လုံခြုံရေးကောင်စီက တာဝန်ပေးထားပြီး ဒီအေဂျင်စီနဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း အီရန်ကို လုံခြုံရေးကောင်စီက တောင်းဆိုထားပါတယ်။ ဒီ IAEA ကုလသမဂ္ဂအေဂျင်စီဘက်ကနေ အီရန်နျူကလီးယားအစီအစဉ်ဟာ တကယ့်ကိုငြိမ်းချမ်းတဲ့ကိစ္စတွေအတွက်သာဖြစ်တယ်ဆိုတာ ခိုင်လုံကြောင်းအတည်ပြုပေးပြီးမှသာ အီရန်အပေါ် ပိတ်ဆို့ထားမှုတွေကို ရုပ်သိမ်းပေးမှာဖြစ်ပါတယ်ခင်ဗျာ။